ကျော်စိုးဦးဆိုတဲ့ကောင်ဘလောက်အောက်တန်းစားပောက်ပန်း40တဲ့ဆိုတာလေဒီဗီဒီယိုဖိုင်ကိုကြည့်ပါနော်ပြောစရာစကားလုံးမရှိတော့ဒီလိုကောင်မျိုးကိုခွေးနဲ့နှိုင်းတော့ဒီနေ့ခေတ်မှာလူတို့တရားရှိပြီးလိမ္မာရင်ကျေးရှိတဲ့ခွေးတွေအများကြီးပဲခွေးတစ်ကောင်လောက်တော့နှိုင်းဖို့တန်ဖို့မရှိတဲ့ကျော်စိုးဦးကြည့်ပါနော်ငါစကားနွားရငါနိုင်ပြီးတော့ပြောချင်တိုင်းကိုတန်ဖို့ကိုမိတ်ပြောချင်တဲ့စကားကိုမကြည့်ပါလက်ရှိကမှ PDF ရောင် PDF ဆိုတဲ့ကောင်တွေပေါ့ဗျာအချက်ပဲအုပ်စုတွေရခိုင်ကမှလွားမှဒူလိုတေကဘူးတဲ့လူတွေပုံတော့ကဲအလဲအကြောင်းတော့ဆုံးအောင်တင်လာခဲ့ဘူးတဲ့ကောင်တွေပုံဘူးအဲ့ဒီကောင်တွေကကြီးကျယ်ပြောနေတာကဲတက္ကသိုလ်ရှိရကန်နေမှတော့လက်ဖေးထိုင်တော့ဘူးတဲ့ကောင်တွေပုံဘူးအဲ့ဒါကကော်ဖီတစ်ခွက်အဲ့ဒီကျွန်တော်ကော်ဖီတစ်ခွက်က90တောင်တောက်ဘူးတဲ့ကောင်တွေပုံဘူးလီမူတီတော့ဖြော်ပြီးတောက်ဘူးတဲ့ကောင်တွေပုံဘူးလက်ရှိ PDF ထဲမှာပါဝင်နေတဲ့ဆရာဝန်တွေနော်အင်ဂျင်နီယာတွေကျောင်းဆရာမတွေနောက်ဆုံးရဟန်းတွေတော့ပါဝင်တဲ့ဒီစက်အခုမြင့်ညံပလက်တိုက်ကပုံမိုက်ခဲတို့နော်ကျောင်းတက်ပြီးတော့လာတဲ့အရွယ်တွေဟမ်အဲ့လိုကလေးတွေတပုံကြီး10တန်းအောင်တဲ့အရွယ်တွေကိုလက်တက်နေတဲ့အရွယ်တွေဒီအရွယ်တွေတပုံကြီးဒါကိုတလုံးပြောရဲတယ်ဆိုတော့အခုသူတို့ခိုင်းတဲ့မြလိုက်ပြီးတော့ပြည်သူကိုဒုက္ခပေးနေတဲ့ပြူစောတီးတွေစစ်တပ်ထဲမှာ3ရက်ရထားတဲ့အကောင်ကစပြီးတော့အောက်ခြေရိုးတက်တာအဆင့်ထိနော်10တန်းအောင်တဲ့ကောင်ဘယ်နှကောင်ရှိတယ်10တန်းအောင်တဲ့ကောင်ဘယ်နှကောင်ရှိတယ်စစ်တပ်ထဲမှာအပြင်မှာခိုးမှုနဲ့လိုက်ဖမ်းလို့စစ်ထဲဝင်ပြေးသွားတဲ့ကောင်ယူမလားမဒိန်းမှုနဲ့ဖမ်းပြီးတော့စစ်ထဲဝင်ပြေးသွားတဲ့ကောင်ယူမလားနဲလို့များကြီးကိုကြည့်နော်ကျွန်တော်မပြောဘူးသူပြောတဲ့လူမျိုးတော်လိုင်းရေးမှာပါတင်နဲ့ပါလိမ့်မယ်ဒါပေမဲ့တော်လိုင်းရေးမှာအများစုလုပ်နေတဲ့သူတွေဘယ်လိုဟာမျိုးတွေလူတိုင်းသိတယ်ဟဲ့လားဒီကျောင်းသားမိဘတွေတို့ရဲ့တားမြေဆိုးပြီးတော့ကျောင်းတွေမလို့ရတော့ပြီးစာတင်ပေးတဲ့ဆရာကျောင်းတွေဘယ်လောက်စိတ်ဆင်းရဲနေပဲအဲ့ဒါဆရာကျောင်းကရှင်းရှင်းလေးခင်ဗျာအစိုးရလာတာဘယ်လောက်ရလို့လဲနိုင်ငံတော်ပြည်တဲ့သူတို့ချင်းလာတာပေါ့ခင်ဗျာတောင်းသိပါလည်းမရတယ်ဒီကလာမှာခင်ဗျာသူတို့အတက်တွေအပေါက်ပေးပြီးတော့ကလေးတွေပြင်ရပြီးတော့သူတို့လုပ်ပေးနေတာသူတို့အတက်ကိုသတိပြီးတော့စာတင်ပေးနေတာကျောင်းဆရာတိုက်နေဟုတ်လားဘာလဲဆိုကျောင်းဆရာမတွေအားလုံးကိုလိုက်တက်လို့ရတယ်ဟမ်ကျောင်းဆရာမတွေအခုလက်ရှိတော်လိုင်းနေပြီမှာနော်ဟိုရက်ကမင်းတို့စစ်တပ်ကမီးဝင်ရှို့ရတဲ့တနင်္လာရီတိုင်းရဲ့ရွာနော်အဲ့ဒီရွာမှာနမ်းစီဒီယန်ကျောင်းဆရာမကြီးပဲ CEN လောက်တဲ့တရားမရှိဘူးတဲ့ချောင်းမှာအဲ့ဒီချောင်းရွာ80 50ကျော်ဝင်ရှို့ရတာမင်းအမေစစ်ခွေးတွေအဲ့ဒီတဲ့ချောင်းရွာမှာ CEN လောက်တဲ့ကျောင်းဆရာမတရားမှမရှိဘူးရှိတဲ့ကျောင်းဆရာမတွေအကုန်လုံးကနမ်းစီဒီယန်နော်ကျော်စိုးမင်းတို့လိုဗျမ်းမလာစကားကိုမပြောဘူးနော်ကိုတန်ဖိုးမဲ့တဲ့အောက်တန်းစားဘဝအဖြစ်ခံပြီးမဟုတ်တာဟုတ်ပါတယ်လို့ငါလီတယ်မပြောဘူးငါပြောတဲ့စကားငါတောင်းဝင်ယူနိုင်တယ်နော်ဆရာမတွေလည်းဘာရှိလဲဗျာခင်ဗျာဘာရှိလဲခင်ဗျာမြေတူပဲကြိုင်တာဗျာတောင်းဆုံးဆော့တယ်ပေါ့ဒါပဲကြိုင်တာအဲ့တော့ PDF တွေတက်ရှိရဆိုတယ်အဲ့မှာမင်းတို့ကရန်တိုင်းကျောင်းမှာရှိရလေ yes ကနေဝင်ပြတက်တဲ့ဝင်ပြပြစားမှာအဲ့လိုမျိုးဘာလဲကွာမင်းတို့ယောက်ျားတွေဖြစ်ပြီးတော့ဒီမိန်းမဆရာမတွေသွားပြီးတော့မျိုးပြေသွားပြီးတော့လက်နဲ့ချိတ်ချောက်တာဗျာမင်းတို့ကဘာကောင်းလဲကွာဘာကောင်းလဲရောင်လေတော့ဟုတ်လားလက်နဲ့ယောက်ျားကြီးတွေလက်နဲ့သွားချိတ်ချောက်တာဘာကောင်းလဲဟုတ်လားမင်းမဲ့လင်စစ်ခွေးတွေတနေ့တိုင်းပြီးမှရှိတဲ့ပြည်သူကိုလက်ရိုးအစားဖြတ်သွားတယ်မနေ့ကဟိုမှာပေါက်ညွတ်နေမှာဟမ်အပြစ်မဲ့မိန်းကလေးတွေကိုစစ်ကြောရေးမှာကတော့မိန်းမကိုခြေဦးနဲ့ကန်ထိုးခွဲမျိုးစုံထက်ပေါက်ပန်းလေးတွေလောက်လာကြတော့မိစပေါက်ပိတ်နေတာကိုမေကိုလိုဟမ်ကျော်စိုးဦးမင်းတို့ကနာမည်တက်ပြီးပြောတာငါလုံးမသားမင်းတို့ကနာမည်တက်ပြီးပြောတာဟမ်မင်းတို့တနိုင်ငံလုံးကိုမင်းအမဲ့လင်စစ်ခွေးတွေလုံချင်နေလုံနေကြတော့မင်းစောက်တောက်ကငါလီးဆိုထားလို့မင်းမပြောတာကိုမေကိုလိုဟမ်ဘာကောင်းလဲဒီကောင်လေးရှင်းရပါပဲကျွန်တော်တို့တော်တော်လေးလက်ကိုရားတယ်မပူနဲ့ငါလုံးမသားမင်းစောက်ခွက်ပြီးတဲ့နေ့ကျရင်အဲ့စောက်ခွက်တိုင်းပြောသိလားမင်းစောက်ခွက်ကိုပြီးတဲ့နေ့ကျရင်အဲ့ဒီစောက်ခွက်တိုင်းပြောမှတ်ထားတော့မင်းမှတ်ထားပါဗျာကျွန်တော်တို့ကဒီကလေးတွေကကျွန်တော်တို့ဘဝနဲ့ပတ်သက်ကျွန်တော်တို့ကာကြရတာပါပဲကိုမေကိုလုံးဖာကြပြန်ပြီဟမ်ဒီပဲရေးစာတင်ချောင်းကိုဘုံကျဲတဲ့နေ့ကမင်းပါဇက်ကဘာထွက်ပြောလဲတစီဦးရဲ့မင်းရဲ့နော်မုံရွာစစ်ခွေးဝင်းထဲမှာမင်းတို့တုံးအောင်တန်းစီပြီးရိုက်တဲ့ဗီဒီယိုဖိုင်မှာမင်းစောက်ပေါက်ကဘာပြောလဲအချမ်းထက်ဓမ္မတွေပို့လို့ရှင်းမလိုက်တာထိပစိဆိုတဲ့စကားကိုမင်းပြောခဲ့တာလေအဲ့ဒါခလစ်ကာဝယ်တာလားဟမ်မင်းကတော်ဖာကြတယ်မင်းယောက်ျားဖာတယ်ပဲဟမ်မင်းတို့တွေစောက်ချက်မရှိဘူးလားဟမ်မေလို့ဟဲ့ကျော်ဆုံးမေလို့မင်းတို့ထဲပြောတာမင်းစောက်ချက်မရှိဘူးလားငါလုံးမသားငါဟုတ်တယ်စောက်ခွက်ကိုတွေကလေငါအပြင်မှာသွားမင်းအစိမ်းနဲ့ဝါသားကန်ထိတယ်ငါဘဝရေးစားကြရေးပြရပါပဲရှင်းရှင်းလေးကျွန်တော်ဘဝရေးပြတာအတာချောင်းမရှိတယ်ဘယ်နေရာရင်းတာဘယ်နေရာရင်းတာစောက်ခေါင်းလေးကနေပြောချင်တယ်ပြောနေရင်းတာမင်းရင်းရဲဆိုရှင်းလန်းထွက်လိုက်လေရခိုင်ကိုထွက်လိုက်ဒီပဲရေးစာတင်ရောင်းကိုဘုံကျဲတော့မင်းစောက်ပေါက်ကအဲ့ကလေးတွေကိုတေးတေးဆိုတဲ့စကားမင်းစောက်ပေါက်ကပြောခဲ့တာမဟုတ်လားဘာအဲ့ဒါမင်းကလေးတွေကိုစောက်ချောက်တာမင်းယောက်ျားဖာတယ်ပဲမင်းမဆက်ကမင်းဒွေတီထွက်ချင်မျိုးပြောတယ်မင်းစောက်ချက်လည်းမရှိဘူးစောက်ချက်တွေတုံးတယ်တော့ငါလုံးမသားမင်းအပြင်မှာတွေ့တယ်ငါအစိမ်းနဲ့ဝါစားတယ်ကလေးတွေဘဝအများကြီးပဲအဲ့ဒီကမှာခင်ဗျာကလေးတွေကစာတင်ကြောင်းပဲပြရရှိပါလားကလေးတွေကခင်ဗျာထောင်ထဲရှိချင်လမ်းမရောက်ပါဘူးအဲ့ဒီမှာဘဝတွေအများကြီးပဲကျွန်တော်ဘဝတစ်ခုပဲရှိတယ်ပြောခဲ့တယ်သူပြောခဲ့တဲ့စကားတွေမှတ်မိသေးတယ်ဘာဖြစ်လဲအတန်းကတမန်းနေတဲ့အတူနေတော့ရှင်းလိုက်တော့မှာပဲကလေးတွေလည်းမထောက်ဘူးသူတို့မဆက်ကပြောခဲ့တဲ့စကားတွေကနော်ဒီပဲရင်စာတင်ကြောင်းကိုဘုံကျဲတဲ့အချိန်မှာအဲ့ဒီမအေးလို့ဘာပြောခဲ့တယ်ပြန်ကြည့်စကားအခုဗီဒီယိုဖိုင်မှာတစ်ပြုတ်နောက်ဗီဒီယိုဖိုင်မှာတစ်ပြုတ်ဖာကြတယ်ဒီယောက်ျားဖာတယ်ဒီခါအဲ့ဒါမြောင်ကြည့်တာမင်းတို့စစ်တပ်ဘက်ကကောင်းပြီမင်းတို့မယုံဘူးလားအဲ့မှာဘဝတွေအများကြီးပဲကျွန်တော်တို့ကဒီကလေးတွေဘဝနဲ့ပတ်သက်ကျွန်တော်တို့ရင်းရမှာပဲဗျာမရင်းလို့မရစောက်ကြီးစောက်ကျကိုမေကိုလိုခွေးစကားသားပြောတယ်မင်းတို့ပဲဒုက္ခပေးနေတနိုင်ငံလုံးမင်းတို့ပဲရင်းပြန်ပြီငါလုံးမသားတွေမင်းတို့ဒီနေ့စစ်ကိုရက်လိုက်မင်းတို့စစ်တပ်ကဒီနေ့တနက်ထိတ်ကိုရမ်းငွေတိတ်လိုက်ဒီနေ့တိုင်းပြည်ငြိမ်းချမ်းမှာစောက်ဖို့တွေပြောကြမလို့ဘူးမင်းတို့စောက်ဖို့တွေမပြောနဲ့မင်းတို့ငြိမ်းချမ်းချင်းအခုချက်ချင်းမင်းတို့စစ်တပ်အပြစ်ရက်လိုက်မရင်းလို့မရဘူးအဲ့တော့ကျွန်တော်ဒီ area မှာအချမ်းပဲအုပ်စုကျွန်တော်တို့ပြတ်သားသားကိုကျွန်တော်ရှင်းဖို့လိုတယ်ပြတ်သားသားရှင်းဖို့လိုတယ်ဒါကျွန်တော်တို့ခါလေးပြလို့မရခွင့်လို့ပြလို့မရဘူးခွင့်လို့ပြလို့မရပြင်ခံလိုက်ရတာဆိုကိုမေကိုလို့ပြင်ခံလိုက်ရမှာမင်းတိလား
ရှင်းရပါပဲဘယ်လောက်ဆိုလဲဗျာခဏ ဥပမာလားကတော့ဗျာဒီဗီဒီယိုမှကြည့်တဲ့လူတွေကျွန်တော်တောင်းပန်တယ်နော်ဒီကောင်မျိုးကိုကျွန်တော်အပြင်မှာတွေ့အကောင်းပြောတာကျွန်တော်အစိမ့်နဲ့ဝါစားမိတယ်ကျွန်တော်ဒီကောင်အခု ဒီကကလေးတွေဘွားတွေအများကြီးပဲထောင်းနေကြည့်ရှိတယ် ထောင်းနေဥပမာသားတွေကျွန်တော်ဖာကြတဲ့ကောင်တွေကြည့်တိုင်းပြည်ကိုဒုက္ခပေးနေတာသူတို့ပဲပြီးတော့မတိတ်လို့ကသူတို့ကောင်းပုံစံမျိုးပြန်ပြီးခလေးကြည့်လို့ပတ်ဒီကောင်တွေတော့အောက်တန်းကြတဲ့ကောင်လောကမှာတွေ့ဘူးကျွန်တော်